အပိုင်း910ရဲ့အဆောင်မှာတော့စိတ်တူနေတဲ့ Kiros ကဒီယာမန်ဒီကိုဓာတ်နဲ့လွှဲခုတ်လိုက်ပါရီဒီယာမန်ဒီက Kiros ရဲ့ပြင်းထန်တဲ့ဓာတ်ချက်တွေကိုရှောင်ပြီးဒါကမဖြစ်နိုင်ဘူးလို့ပြောလိုက်တယ်သူက6ချားစွာနဲ့သူကဒီတန်ဘော်လုံးတွေကြားမှာဘယ်လိုမှမလှုပ်ရှားနိုင်ဘူးလို့ပြောပြီးမင်းမနာဘူးလားလို့မေးလိုက်ပါရီအဲ့ဒီအချိန် Kiros ကသူ့ရဲ့လက်ကိုဆန်တန်းလိုက်တာကြောင့်တန်ဘော်လုံးကအချွန်တွေကလက်ကိုစိုက်သွားခဲ့ပါရီပြီးတော့အဲ့ဒီအချိန်ကြောင့်ပဲ Kiros ရဲ့လက်ကသွေးတွေထွက်လာပါရီဒါကိုမြင်တော့ဒီယာမန်ဒီကမဟုတ်ဘူးမင်းကအော်ဂျင်လောက်အောင်နာနေပြီပဲလို့ပြောလိုက်ပြီး Kiros ကနာကျင်နေပြီဆိုတာကိုသဘောပေါက်သွားပါရီဒီယာမန်ဒီကတော့ဒီလောက်နာကျင်နေတာကိုဂရုမစိုက်ပဲတတိရှိကြောင်းပြနေတာမင်းယူနေပြီလို့ပြောလိုက်ပါရီတစ်ဖက်မှာ Kiros ကသူ့အပေါ်ကိုကြားလာတဲ့တန်ဘော်လုံးတွေကပေးတဲ့နာကျင်မှုကိုခံစားနေရပြီးငါအခုနာကျင်နေပြီဒါကငါလူသားတစ်ယောက်ဖြစ်နေပြီဆိုတာကိုပဲဆိုလိုတာလို့ပြောလိုက်ပါရီပြီးတော့ Kiros ကဒါတွေကိုမင်းတို့မသိပါဘူးကိုချစ်ရတဲ့သူတစ်ယောက်ကကိုယ့်ကိုမမမီတော့တဲ့ခံစားချက်ကိုလို့ပြောလိုက်ပါရီတကယ်တော့ Scarlet ကိုဒီယာမန်ဒီကတနက်နဲ့ပြစ်လိုက်တဲ့အချိန် Kiros ကအယုတ်တရုတ်အနေနဲ့ရှိနေခဲ့ပါရီဒါကိုမြင်တော့သူက Scarlet ကိုပြေးဖက်လိုက်ပြီးဘာလို့သူ့ကိုစောင့်မနေခဲ့တာလဲလို့ပြောလိုက်ပါရီဒါပေမဲ့ Scarlet ကတော့ Kiros ကိုမမှတ်မိတော့ပါဘူးသူမက Kiros ကိုရှင်ကဘာတူလဲလို့မသိပေမဲ့ကျမရဲ့သမီးကအိမ်မှာဘိုက်စာနေတယ်လို့ပြောပြကသူမယူလာတဲ့စားစရာတွေကိုသွားပေးဖို့တောင်းဆိုပါရီဝမ်းနေနေတဲ့ကြားကနေပဲ Kiros က Scarlet ကသူဘာတူလဲဆိုတာကိုပြောပြချင်ခဲ့ပေမဲ့သူမကတော့သမီးဖြစ်သူကိုစားစရာတွေသွားပေးဖို့အတွက်တောင်းဆိုခဲ့ကလဲကျသေးဆုံးသွားခဲ့ပါရီဒါကြောင့် Kiros ကကြေကွဲသွားပြီးသူက Scarlet ကိုဒီလိုမျိုးဆုံးသက်သွားရလိမ့်မယ်လို့မထင်ဘူးလို့ဆိုကပုံငူနေခဲ့တာပါဒါအပြင်သူ့ရဲ့တန်လက်တွေကတင်နေတဲ့ Scarlet ရဲ့ခန္ဓာကိုယ်ကနှွေးထွေးမှုကိုတော့မသိနိုင်ဘူးလို့ပြောနေခဲ့ပါတယ်။အဲဒီနောက် Kiros ကဒီယာမန်ဒီကိုတိုက်ခိုက်ခဲ့ပြီးသူကနာကျင်မှုတွေကိုတောင်းခံနေခဲ့ပါတယ်။ Kiros ကဒီယာမန်ဒီကိုမင်းမသိပါဘူး။ထိလိုက်တိုင်းဘာမှမခံစားရတဲ့ခံစားချက်ကိုလို့ပြောကလက်ရက်ချမ်းလိုက်တိုက်နေပါတယ်။ Razusa ကဖြစ်ပျက်တွေနဲ့ရှင်းလိုက်လို့ရှိရင်ဒါကနာကျင်မှုတစ်ခုတော့မဟုတ်ဘူးလို့ Kiros ကပြောပါတယ်။ဒါအပြင်သူကဒီယာမန်ဒီကိုမင်းကငါ့ကိုတတိကောင်လို့ခေါ်ခဲ့တယ်။ဒီနိုင်ငံရဲ့ဒေါသကဘာလဲဆိုတာမင်းကငါပြမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူကဒီယာမန်ဒီရဲ့တန်ထီးကိုနှစ်ချမ်းချမ်းပစ်လိုက်ပြီးဒီယာမန်ဒီကတော့လန်သွားခဲ့ပါတယ်။သူက Kiros ကိုမင်းကအစွမ်းထက်တဲ့ကောင်ပဲမင်းရဲ့ဂုဏ်သတင်းကလွန်ခဲ့တဲ့နှစ်20လောက်ကအတိုင်းပဲလို့ပြောပါတယ်။ဒါပေမဲ့ဒီယာမန်ဒီက Kiros ကိုသူ့ရဲ့ Dark Skill ကိုလည်း short မတွက်နဲ့လို့ပြောလိုက်ပါတယ်။အဲဒီနောက်သူတို့ကတယောက်နဲ့တယောက်အပြန်အလှန်တိုက်ခိုက်နေခဲ့ကြပြီးဒီယာမန်ဒီကသူ့ရဲ့ဓာတ်ကိုမြေကြီးကိုလွှဲခုတ်လိုက်တာကြောင့်မြေကြီးကနှစ်ချမ်းကွဲသွားခဲ့ပါတယ်။ဒါကိုမြင်တော့ Kiros ကလည်းခုံရှောင်လိုက်ပြီးသူကကျဲလောင်စွာအော်ဟစ်လိုက်ပြီးဒီယာမန်ဒီကိုဓာတ်နဲ့လိုက်ခုတ်ပါတယ်။အားပြင်းတဲ့ဓာတ်နှချောင်းရဲ့ထိကျက်တွေကသူတို့ရဲ့ဓာတ်တွေကိုမီးပွင့်သွားစေခဲ့ပါတယ်။တစ်ဖက်မှာလည်းဓာတ်ကိုစောင့်ကြည့်နေတဲ့ Viola ကရုတ်တရက်လန့်သွားခဲ့ပါတယ်။သူမရဲ့အမူအရာကြောင့်အားလုံးကအဆင်ပြေလားလို့မေးလိုက်တော့ Viola က Rebecca ကအဆင်ပြေတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဒါကပြင်းထန်တဲ့တိုက်ပွဲပဲ။ Kiros ရဲ့နာကျင်မှုနဲ့ဒေါသကိုသူမအနေနဲ့ဒီနေရာကနေတောင်ခံစားမိတယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်း Kiros တို့ကအပြန်အလှန်တိုက်ခိုက်နေရင်ရုတ်တရက်ပေါင်ကားတန်ရာကြောင့် Kiros ကဒူးထောက်ကျသွားပါတယ်။ဒါကိုမြင်တော့ဒီယာမန်ဒီကသဘောကျသွားပြီးဒါကအဆုံးသတ်ပဲမင်းကိုကြည့်ရတာကန့်သက်အချက်ကိုရောက်သွားပြီလို့ထင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာတန်ဘော်လုံးတွေကထပ်မကျလာတော့ပါဘူး။ဒီယာမန်ဒီကလဲကျနေတဲ့ Kiros အနားကိုရှောက်သွားပြီးဓာတ်ကိုကိုင်းမြောက်ကရက်တန့်သွားတဲ့တန်ဘော်လုံးတွေနဲ့အတူမင်းကိုငါကိုယ်တိုင်ဆက်သိမ်းပေးမယ်။မင်းတို့သိချစ်တဲ့ Scarlet လို့ပေါ်လို့ပြောလိုက်ပါတယ်။ဒါကိုတစ်ဖက်ကကြည့်နေတဲ့ Violet ကကြားသွားပြီးဒေါသထွက်သွားကသူကအမရဲ့နာမည်ကိုထပ်ပြောပြန်ပြီလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဘရင် Riku ကအရင်တုန်းကအကြောင်းကိုသတိရသွားပါတယ်။အဲဒီတော့ကသူက Scarlet ကိုကယ်ဖို့လူလွတ်လိုက်ပေမဲ့အနေငယ်နောက်ကျသွားခဲ့ရပါတယ်။သူရဲ့လူရောက်သွားတဲ့အချိန်မှာ Scarlet ကဒီယာမန်ဒီရဲ့ပြစ်ခတ်မှုကိုခံလိုက်ရပါပြီ။ဒါကြောင့် Riku ရဲ့လူက Riku ကို Scarlet အပြစ်ခံလိုက်ရပြီဆိုတဲ့အကြောင်းကိုပြန်ပြောပြလာခဲ့ပါတယ်။တစ်ဖက်မှာ Viola ကလည်း Scarlet သေဆုံးသွားတဲ့အချိန်မှာဒီယာမန်ဒီကိုသွားစကားပြောခဲ့ပါတယ်။ဒီယာမန်ဒီက Scarlet ကိုဈေးထဲမှာစားစရာဝယ်နေတဲ့အချိန်တွေ့ခဲ့တာဖြစ်ပြီးသူကအဲ့ဒီအယူမကဘိုက်စာရာကိုတောင်းခံနိုင်ရင်တေးမမဟုတ်ဘူးလို့ဒီယာမန်ဒီက Viola ကိုပြောပါတယ်။စိတ်တို့သွားတဲ့ Viola ကဒီယာမန်ဒီကိုတိုက်ခိုက်ချင်နေခဲ့ပေမဲ့ Ran ကစိတ်လိုက်မှန်ပါမလုပ်ဖို့အတွက်တားထားခဲ့ပါတယ်။ဒါကိုကြားတော့ Viola ကသူမအနေနဲ့လည်းတီးမခံနိုင်တော့ဘူးလို့ပြောလိုက်ပေမဲ့တန်ကတော့သူတို့လည်းသူမကိုကာကွယ်ဖို့နန်းတော်ကနေဘယ်ကိုမှမသွားဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့က Scarlet အတွက်ဝမ်းနေနေခဲ့ကြပါတယ်။တစ်ဖက်မှာဒီယာမန်ဒီက Kiros ကိုမင်းတို့ကိုဘသူ့ကိုမှအသက်ရှင်ခွင့်မပေးနိုင်ဘူးလို့ပြောပါတယ်။တစ်ဖက်မှာတော့ Rebecca ကဒါကိုကြည့်ကဝမ်းနေပြီးငိုနေခဲ့တာပါ။ပြီးတော့မင်းတို့ကလွန်ခဲ့တဲ့10စုနှစ်လောက်ကတည်းကငါတို့ကိုချုံနေမိသားလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ Kiros ကချက်ချင်းပဲထားရက်လိုက်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ဒီယာမန်ဒီကတော့သူ့ရဲ့တိုက်ခိုက်မှုတွေကမြေကြီးကိုတောင်ဆုပ်ပြဲသွားစေတာမို့မင်းရဲ့အပြစ်ခံထားရတဲ့ခြေထောက်တစ်ဖက်ထဲနဲ့ရှောင်းနိုင်မှုကိုဆူတောင်းတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ Kiros ကသူရှောင်းနိုင်မှာမဟုတ်ဘူးလို့ပြောကတဲ့တဲ့ပြေးဝင်လာပြီးဒါကိုမြင်တော့ဒီယာမန်ဒီကဒါဆိုရင်မင်းကအယူပဲလို့ပြောကတိုက်ခိုက်နေပါတယ်။တစ်ဖက်မှာ Kiros ကဒီယာမန်ဒီရဲ့တိုက်ခိုက်မှုတွေကိုကာကွယ်နေရပြီးငါရဲ့10နှစ်တာနာကျင်မှုတွေကိုဖြေဖျောက်ဖို့အတွက်ဒီဓာတ်ကထိုက်တန်တယ်လို့ဆိုကသူကဒီယာမန်ဒီကိုခုတ်ပစ်လိုက်ပါတယ်။ဒီယာမန်ဒီကတော့မယုံကြည်နိုင်မှုများစွာနဲ့လွင့်ထွက်သွားခဲ့ပြီးရေဘကာကလည်းစိတ်လှုပ်ရှားစွာကြည့်နေပါတယ်။အဲဒီနောက်မှာတော့ဒီယာမန်ဒီကအနောက်ကငုံနဲ့ပါထပ်ဆောက်မိပြီးလဲကျသွားပါတယ်။ခဏကြာတော့ Kiros ကပြန်ထလာပြီးဒါကိုမြင်တော့ရေဘကာလည်းပျော်သွားပါတယ်။ Kiros က Robin ကိုသူမရဲ့ကာကွယ်ပေးမှုအတွက်ကျေးဇူးတင်လိုက်ပြီး
ရော်ဘင်ကတော့ရီဘကာကိုသူမရဲ့ဖေစီကိုသွားခိုင်းခဲ့ပါတယ်ရီဘကာပြေးထွက်သွားတော့သူမကလဲကျသွားပါတယ်ရော်ဘင်ရဲ့ကြောပေါ်မှာတော့တန်ပေါ်လုံးတွေကြားထားတာကြောင့်သွေးတွေကရဲနေခဲ့ပြီးသူမကပြုံးနေခဲ့ပါတယ်တစ်ဖက်မှာလည်းရီဘကာကသူမရဲ့အဖေကိုအမြန်ကူးတာထားဖို့ပြောလိုက်ချိန်အရှိမရှိနေတဲ့သူ့အမေရဲ့အုပ်ကူကိုသွားတွေ့ပါတယ်တကယ်တော့ဒီယာမန်ဒီတိုက်မိခဲ့တဲ့ငုတ်ကစကာလက်အုပ်ကူကငုတ်တိုင်ဖြစ်နေတာပါရီဘကာငငယ်ကကီရော့စ်ကသူမအမေရဲ့အုပ်ကူရှိမှာမင်းမိကိုမကင်နိုင်ခဲ့ပေမဲ့ငါမင်းနဲ့အတူပြောစရာအဆုံးသက်ထိအတူရှိနေပေးမယ်လို့ပြောလိုက်ပါတယ်ဒါကိုတတိယသွားတဲ့ရီဘကာကပြုံးနေခဲ့ပါတယ်အဲ့ဒီအချိန်ဗီယိုလာကလည်းဒါကိုကြည့်ပြီးမျက်ရည်ကျနေပါတယ်ငိုနေတဲ့ဗီယိုလာကြောင့်အားလုံးကကီရော့ရှုံးသွားပြီလို့ထင်ခဲ့ကြပေမဲ့ဗီယိုလာကကီရော့စာဒီယာမန်ဒီကိုနိုင်သွားပြီလို့ပြောပြပါတယ်ဒါအပြင်ရီဘကာကလည်းရော်ဘင်ရဲ့ကျေးဇူးနဲ့ဘေးကင်းခဲ့တယ်လို့ပြောပြပါတယ်သူမရဲ့စကားအဆုံးမှာတော့အားလုံးကပြောသွားခဲ့ကြပြီးသူတို့ကယာရူးကြီးတွေကိုမနိုင်နိုင်ဘူးလို့ထင်နေခဲ့ပေမဲ့အခုလိုစစ်တီတွေကရောယာရူးကြီးတွေကိုရောတယောက်ပြီးတယောက်နှိမ့်နေနိုင်လို့ဝမ်းသာနေကြတာပါအဲ့ဒီအချိန်ဗီယိုလာကပျော်နေတဲ့သူတွေအားလုံးကိုလှည့်ကြည့်လိုက်ပြီးအခုဆိုရင်စိုက်ရုံကစီညော်အပါဝင်ယာရူးကြီးတော်တော်များများလဲစစ်တီတွေကအနိုင်ယူလိုက်ပြီလို့ပြောပြလိုက်ပါတယ်လူဗီဘက်ကသူတွေကအားလုံးကိုအနိုင်ယူခဲ့ပြီးအခုဆိုရင်လုံဂီယိုတီ family မှာအဓိကကြမဲ့တိုက်ရမဲ့လူ၄ယောက်ပဲရှိတော့တယ်လို့ပြောပြပါတယ်အဲ့ဒါကတော့ဘယ်လမီပီကာနဲ့ထရီဘော်တို့ပဲဖြစ်တယ်လို့ပြောပြတယ်ပြီးတော့ဒီပြဿနာရဲ့အဓိကခေါင်းဆောင်ဒိုဖလန်မင်ကိုစုစုပေါင်း၄ယောက်ပဲကျန်တော့တယ်လို့ပြောပြလိုက်ပါတယ်ဒါကိုကြတော့တယောက်ကဒီလောက်တော်တဲ့လူတော်တွေကိုတတ်ပြီးကိုယ့်ကိုယ်ကိုကာကွယ်ဖို့ကြိုးစားမိတဲ့အတွက်နောင်တရတယ်လို့ပြောလိုက်ပါတယ်ဒါကိုကြတော့ဦးဆုပ်ကဒါကမသိတဲ့အချိန်ကဖြစ်ခဲ့တာမို့လို့အခုလိုနားလေလာလို့ခွင့်လွှတ်ပါတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်ရီကူကထွက်သွားနေတာကြောင့်ဦးဆုပ်ကဘယ်ကိုလဲလို့မေးလိုက်ပါတယ်ဒါကိုကြတော့ရီကူကအခုဆိုရင်မြို့ထဲမှာတတ်ချင်နေတဲ့သူတွေမရှိတော့မှမို့မြို့ထဲကိုဆင်းတော့မယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူ့အနေနဲ့အကူအညီပေးနိုင်တာတစ်ခုခုရှိမယ်လို့လည်းပြောပြလိုက်တော့တန်းကလည်းသူလဲလိုက်မယ်လို့ဆိုပါတယ်အဲဒီနောက်အားလုံးကမြို့ထဲကိုအတူသွားဖို့ဆုံးဖြတ်ခဲ့ကြပြီးမြို့ထဲကသူတွေကိုသူတို့အတွက်မျှော်လင့်ချက်ရှိသေးတယ်ဆိုတာကိုသွားပြောဖို့လုပ်လိုက်ပါတယ်အဲဒီနောက်လူအုပ်ကြီးကပျော်ရွှင်စွာထွက်ခွာသွားပြီးဗီယိုလာကလည်းဒါကိုကြည့်ကပြုံးနေခဲ့ပါတယ်ဦးဆုပ်တို့ကတော့ကြည့်ရတာငါတို့ဘက်ကအလေးသာနေပြီပဲလို့ပြောလိုက်ပြီးရီမောနေချိန်မှာပဲရုတ်တရက်ဦးဆုပ်ကနေပြည်ကောင်းဆောင်တယောက်ဘဲကိုရောက်သွားပြီလေလို့မိလိုက်ပါတယ်ဒါကိုကြတော့တယောက်ကစောစောကပဲသူတောင်အောက်ကိုဆင်းသွားပြီလို့ပြောပြတယ်အဲ့ဒီအချိန်နေပြည်ကောင်းဆောင်ကအောက်ကိုဆင်းပြီးသူ့ရဲ့စစ်သားတွေနဲ့သွားတွေ့ခဲ့ပါတယ်ပြီးတော့သူကမြို့ထဲမှာရှိတဲ့ပြည်သူတွေအားလုံးကိုဘေးကင်းရာကိုကယ်ထုတ်ဖို့ပြောလိုက်တယ်ဒါအပြင်အားလုံးကိုကယ်ဖို့အလုံးပိတ်အခန်းကြီးတစ်ခန်းကိုပြင်ဆင်ဖို့လည်းပြောလိုက်ပါတယ်ဒါကြောင့်စစ်သားတွေကယူသေးပေးကလှည့်ထွက်သွားကြပါတယ်အဲ့ဒီအချိန်ခေါင်းဆောင်ကတစ်ဖက်ကဇိုရိုရဲ့တိုက်ခိုက်တဲ့ဓာတ်တံကိုကြားသွားပါတယ်တစ်ဖက်မှာလည်းဇိုရိုကပီကာကိုတိုက်ခိုက်နေခဲ့ပါတယ်သူကပီကာရဲ့ကြောက်လက်တံတွေကိုဓာတ်နဲ့ခုတ်ပိုင်းပြနေပြီးဆက်လက်တိုက်ခိုက်နေခဲ့တာပါအဲ့ဒီအချိန်ပီကာကသူ့မှာလှုပ်ရှားတစ်ခုပေါ်လာတယ်လို့ဆိုတာတိုက်ခိုက်မှုကိုရပ်လိုက်ပါတယ်ဒါကိုမြင်တော့ဇိုရိုကတားဆီးဖို့လုပ်နေခဲ့ပေမဲ့မရလိုက်ပါဘူးပီကာကသူ့ရဲ့ကြောက်ချွန်တွေကိုနေရာနဲ့ဖန်တီးလိုက်ပြီးအပေါ်ဘက်ကခီရောရိုစီကိုသွားခဲ့ပါတယ်ဒါကိုမြင်တော့ဇိုရိုကလည်းပီကာရဲ့ဥတီယာကိုသဘောပေါက်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ပီကာကိုမြင်တော့အားလုံးကလန့်သွားပြီးခီရော့စ်ကရေဘကာရဲ့ရှိကနေကာရက်လိုက်ကစိုင်လန်လေးကလည်းဒီနေရာမှာပဲတခန်းရက်သွားခဲ့ပါတယ်အပိုင်း918ရဲ့အစမှာတော့လူဖီကဆပ်ပရိန်တစ်ခုလိုနေရန်တွေကိုဝင်တိုက်ကကန်ထွက်သွားလာနေတဲ့ဘယ်လမီကိုတော်လောက်ပြီလို့လမ်းပြောလိုက်ပါတယ်ဒါပေမဲ့ဘယ်လမီကတော့လူဖီကိုအခုထိစကားပြောနေသေးတာလားလို့မေးလိုက်တော့လူဖီကသူ့အနေနဲ့ထပ်ခါပြောနေမှာပဲမင်းရဲ့ခန္ဓာကိုယ်ကကန့်သက်ချက်ကိုရောက်နေပြီလို့ထပ်ပြောလိုက်ပါတယ်ဒါပေမဲ့ဘယ်လမီကတော့လူဖီရဲ့စကားတွေကိုနားမဝင်ခဲ့ပါဘူးသူကတိုက်ခိုက်မှုတွေကိုဆက်ပြီးပြုလုပ်ဖို့ကြိုးစားနေပြီးလူဖီကိုငါဘယ်မှာတရားမယ်ဆိုတာကိုငါဘာသာငါဆုံးဖြတ်မယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဘယ်လမီကလူဖီကိုမင်းကပင်လယ်ဓမြတွေရဲ့ဘရင်ဖြစ်လာမဲ့သူမလားအဲ့ဒါဆိုရင်မင်းဒီလက်စာတွေလောက်နဲ့တုံဆိုင်မနေသင့်ဘူးလို့ပြောကလူဖီကိုဝင်တိုက်ပစ်လိုက်ပါတယ်တစ်ဖက်မှာလည်းခီရော့စ်ကသူတို့ရဲ့နားကိုရောက်လာတဲ့ပီကာကြောင့်ရေဘကာကိုကာကွယ်ဖို့အသင့်ပြင်ထားလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့ဒဏ်ရာတွေရဲ့နာကျင်မှုကြောင့်ခီရော့စ်ကဒူးထောက်ကျသွားပါတယ်ဒါကိုမြင်လိုက်ရတဲ့ရေဘကာကသူမရဲ့အဖေကိုစိတ်ပူသွားပေမဲ့ခီရော့စ်ကတော့ရေဘကာကိုနောက်ဆုတ်နေဖို့ပြောလိုက်ပါတယ်ပြီးတော့သူကဒါကတယောက်ချင်းစီချရတဲ့ပွဲမဟုတ်တာကြောင့်ရန်သူဘက်ကတယောက်ရှိနေသူရဲ့တိုက်ပွဲကမပြီးသေးဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်ပီကာကသူတို့ကိုစကားလာပြောခဲ့ပါတယ်သူကခီရော့စ်ကိုမင်းတို့အတွက်ဘယင်ရီကူကဘယ်လိုမျိုးလဲလို့မေးလိုက်ပါတယ်ပြီးတော့ပီကာကရေဘကာကိုမင်းကြောင့်ရီကူလည်းခဏချိန်စာသိမိနေခဲ့ရတယ်မှလားလို့မေးလိုက်ပါတယ်ပီကာကခီရော့စ်ကိုလည်းမင်းကလည်းသူ့ကိုအလုပ်ကျွေးပြုခဲ့ရတာကြောင့်ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပြီးအယုတ်တရုတ်လိုနေထိုင်မှုဖိအားပေးခံခဲ့ရတယ်မှလားလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့ရေဘကာကပီကာကိုအဲ့ဒါကရှင်တို့လူတွေရီကူကိုကြောက်ချခဲ့တာလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်ခီရော့စ်ကတော့ပီကာကိုအရင်တုန်းကဒီနိုင်ငံကအစည်းလုံးညီညွတ်ပြီးပြောစရာကောင်းခဲ့တယ်လို့တခြားနိုင်ငံတွေကတော့အားကျရတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့တယ်လို့ပြောပြပါတယ်အဲ့တုန်းကလူတွေကမချမ်းသာခဲ့ပေမဲ့သူတို့တွေဘဝတွေကအေးချမ်းမှုတွေနဲ့ပြောစရာတွေရှိခဲ့ကြပါတယ်ဒါအပြင်ကောင်းကင်ကကြည်လင်ပြီးပန်းတွေကလည်းအရန်ကိုလန်းဆန်းတယ်လို့ရှင်းပြပါတယ်အခုလိုကြောင်းမြရတနာနဲ့ရွှေငွေတွေသာပထမဖြစ်နေတာမျိုးမဟုတ်ဘဲတကယ်ငြိမ်းချမ်းမှုတွေနဲ့ပျော်ရွှင်မှုကိုရခဲ့တယ်လို့ပြောပြပါတယ်ဒါကြောင့်ခီရော့စ်ကအခုမင်းတို့အားလုံးကိုစော်ပြီးဘီယန်ရီကူကိုနန်းတော်မှာပြန်ထိုင်စေချင်တာကအားလုံးရဲ့ဆန္ဒပဲလို့ပြောပြလိုက်ပါတယ်ဒါကိုကြတော့ပီကာကခဏငြိမ်သွားပြီးအချိန်နဲ့ငယ်ကြတော့သူကနားလေသွားပြီလို့ဆိုကပျောက်ကွယ်သွားခဲ့ပါတယ်ဒါကြောင့်ရီဘကာကအံ့ဩသွားရသလိုရော်ဘင်ကလည်းဘာတွေဖြစ်နေတာလဲလို့ပြောပါတယ်
အဲ့ဒီနောက်အရာအလုံးကငြိမ်သက်သွားပြီးရုတ်တရက်မြေကြီးတွေကတုန်လှုပ်လာခဲ့တာကြောင့်ရီဘကာကသူမရဲ့အဖေကိုသတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်မြေကြီးကရုတ်တရက်အပေါ်ကိုထပ်မြင့်လာပြီးရော်ဘင်ကဒါအဆင့်3ကိုရောက်သွားပြီလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းဘာတိုလိုမီယိုကဒါကိုကြည့်ကလန့်သွားခဲ့ပြီးဒါကဘာကြီးလဲလို့တွေးနေပါတယ်။အဲ့ဒီအချိန်ဇိုရိုကတော့ပီကာကသူ့ကိုတိုက်ခိုက်မယ်လို့ထင်ပေမဲ့သူ့ကိုတိုက်ခိုက်မလာတာကြောင့်စိတ်တူနေခဲ့ပါတယ်။ဒါအပြင်ကုန်းမြင့်ပေါ်မှာဆိုရင်သူ့အနေနဲ့ပီကာကိုဘာမှလုပ်လို့မရဘူးဆိုတာကိုလည်းသဘောပေါက်နေပါတယ်။အဲ့ဒီအချိန်ပီကာကနေရာအနှံ့ကိုလိုက်ပြီးတိုက်ခိုက်နေခဲ့တာပါ။ဒါအပြင်ပီကာကသူ့ရဲ့လူတွေကိုပြန်ပြီးတိုက်ခိုက်နေပြီးစစ်သားတွေကပီကာကိုရပ်လိုက်ဖို့ပြောပါတယ်။ဒါအပြင်ပီကာကဒဏ်ရာရနေတဲ့သူတွေကိုပါထပ်ပြီးတိုက်ခိုက်နေတာကြောင့်ဇိုရိုကစိတ်တော်တော်လေးတူနေပါတယ်။တစ်ဖက်မှာလည်းဆိုင်းက Baby Fight ကိုအန်နီရရှိတာကြောင့်ကာကွယ်ယူဖို့ပြောနေခဲ့ပါတယ်။ဒါကိုကြတော့ Baby Fight ကသဘောတူလိုက်ပြီးသူမကဆိုင်းရဲ့လက်မောင်းကိုသွားဆွဲခဲ့ပါတယ်။ဒါကြောင့်ဆိုင်းကချက်ချင်းတွန်းထုတ်ပစ်လိုက်ပြီးသူ့ကိုဘာလို့လာဆွဲတာလဲလို့မေးခဲ့ပါတယ်။ Baby Fight ကတော့သူမတို့မကြခင်လင်မယားဖြစ်လာတော့မှလို့ပြောနေချိန်ပီကာကနောက်ကနေရောက်လာပြီး Baby Fight ကိုနေငါတို့ကိုတကယ်သစ္စာဖောက်တယ်ပို့လို့ဆိုတာသူမကိုတိုက်ခိုက်လိုက်ပါတယ်။ဒါကိုမြင်တော့ဆိုင်းကချက်ချင်းပဲ Baby Fight ကိုတွန်းပစ်လိုက်ပြီးသူကကြောက်ခဲချောင်းကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့အဖိုးကြီးကဆိုင်းကိုသူကာဝယ်ပေးမယ်လို့ပြောကကြောက်ခဲတွေကိုဆွဲဖျက်ပစ်နေချိန်ပီကာကနောက်ကနေထက်ရောက်လာပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ပီကာရဲ့တိုက်ခိုက်မှုကြောင့်အားလုံးကလွင့်ထွက်သွားခဲ့ပါပြီ။ခဏကြာမှတော့ဇိုရိုကအနားကိုရောက်လာခဲ့ပါတယ်။ဇိုရိုကိုမြင်တော့ပီကာကဇိုရိုကိုတိုက်ခိုက်လိုက်တာကြောင့်ဇိုရိုကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်ပြီးခုခံပါတယ်။အဲဒီနောက်ပီကာကဇိုရိုကိုဘရင်ကုန်းမြေပေါ်မှာဘယ်သူတွေရှိလဲလို့မေးတော့ဇိုရိုကဒီနိုင်ငံရဲ့ဘရင်ရှိတယ်လို့ပြောပေမဲ့ပီကာကချက်ချင်းပဲအရင်ဘရင်လို့ပြောလိုက်ပါတယ်။ပြီးတော့သူကဒါရီအားလုံးကမတရားဘူးလို့ပြောနေခဲ့ပါတယ်။ဇိုရိုကတော့ပီကာရဲ့တိုက်ခိုက်မှုတွေကိုခုခံနေရင်ပီကာပြောတာတွေကိုနားမလည်နိုင်ဖြစ်နေပါတယ်။အဲဒီနောက်ပီကာကဘရင်ရီကူနဲ့ဥဆုပ်တို့ကဘရင်ကုန်းမြေမှာရှိနေပြီးအားလုံးကလည်းရီကူကိုလိုက်ရှာနေကြတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ပီကာကတော့ဒီနိုင်ငံရဲ့ဘရင်ကဒိုဖလမ်မင်ကိုတယောက်ပဲဖြစ်တင်တယ်လို့သူကပြောလိုက်ပြီးနောက်တစ်ချိန်ထပ်ပြောက်သွားပြန်ပါတယ်။ဒါကြောင့်ဇိုရိုကပီကာကိုလိုက်ရှာနေချိန်မြို့ရဲ့ရုပ်ထုကစတင်လှုပ်ရှားလာပါတယ်။ဒါကိုမြင်တော့ပီကာကကြောက်ရုပ်ထုစီကိုရောက်သွားခဲ့ပြီဆိုတော့ဇိုရိုသဘောပေါက်သွားပါတယ်။အဲ့ဒီအချိန်ပီကာကရုပ်ထုကိုစတင်လှုပ်ရှားနေစေခဲ့ပြီးသူ့ရဲ့ကြီးမားတဲ့ရုပ်ထုခန္ဓာကိုယ်ကြီးကအားလုံးကိုထိခိုက်စေနေခဲ့ပါတယ်။ပီကာကထားရက်လိုက်ပြီးဒါကဒိုဖလမ်မင်ကိုရဲ့အတိုင်းမီပဲလို့ပြောလိုက်ပါတယ်။တကယ်တော့ဇိုရိုကပီကာရဲ့လုပ်ရကြောင်စိတ်တူနေပြီးနိုင်ငံမှာရှိတဲ့သူတွေအားလုံးကလက်နေခဲ့ကပြေးလွှားနေကြပါတယ်။အဲဒီနောက်မှာတော့ပီကာကဘရင်ကုန်းမြင့်ရှိရာကိုသွားဖို့အတွက်လှုပ်ဆောင်ခဲ့ပါတယ်။သူစတင်လှုပ်ရှားလာတာကိုမြင်တော့အားလုံးကလန့်သွားခဲ့ပြီးဘေးလွတ်ရာကိုထွက်ပြေးကြပါတယ်။တစ်ဖက်မှာလည်းဇိုရိုကအပြေးလိုက်လာနေပြီးဥဆုပ်ကတော့ဒါကိုကြည့်ကတုန်လှုပ်နေပါတယ်။ပြီးတော့သူကပီကာကဘာလို့ချင်တာလဲလို့တုံ့ရင်စွာပြောနေပါတယ်။အဲဒီအချိန်ဇိုရိုကပီကာရဲ့ဥတီယာကိုကြည့်လိုက်ပြီးသူကတစုံတစ်ခုကိုသဘောပေါက်သွားကပီကာကဘရင်ကြီးကိုတတ်ဖို့အတွက်ဥတီနေတယ်ဆိုတာကိုသိသွားပါတယ်။အဲဒီနောက်မှာတော့ပီကာကသူ့ရဲ့ခြေထောက်ကိုစပြီးလှမ်းခဲ့ပါတယ်။ဒါကြောင့်နေရာနဲ့ကိုကြောက်ခဲတွေကကြောက်သွားပြီးသူ့ရဲ့လမ်းကြောင်းပေါ်မှာရှိနေတဲ့သူတွေကလည်းပြေးလွှားနေခဲ့ရပါတယ်။ဒါပေမဲ့ရုပ်ထုရဲ့ကြီးမားမှုကြောင့်အနားမှာရှိတဲ့အရာတွေအလုံးနှင်းထွက်ကုန်ပါတယ်။ရေတပ်ကအမြောက်တွေကိုပြင်ဆင်ပြီးသူ့ကိုပြစ်ခတ်ခဲ့ပေမဲ့မရခဲ့ပါဘူး။တစ်ဖက်မှာလည်းဇိုရိုကပီကာကိုသူ့ကိုတမင်လူအုံးနဲ့ဝေးသွားအောင်လှုပ်ထားခဲ့တယ်ဆိုတာကိုသဘောပေါက်သွားပြီးသူကလှည့်စားခံလိုက်ရပြီဆိုတာကိုသိနေခဲ့ပါတယ်။အဲဒီနောက်ပီကာကသူ့ရဲ့နောက်ကိုဆက်လိုက်ခဲ့ပြီးသူ့ကိုတားနေတဲ့ပီကာရဲ့သူတွေကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။အဲဒီအချိန်ရော်ဘင်ကဇိုရိုကိုမြင်သွားပြီးဟီရော့စ်ကလည်းပီကာကိုလွတ်ပေးလိုက်ရင်ကြီးမားတဲ့အန်နီရတစ်ခုဖြစ်လာတော့မယ်ဆိုတာကိုကြိုတွေးမိသွားပါတယ်။ဒါပေမဲ့အဲ့ဒီအရာကိုရပ်တန့်မှုအတွက်သူကနီးလန်းရှာမရခဲ့ပါဘူး။တစ်ဖက်မှာလည်းရီဘကာရဲ့အဖိုးကစိတ်ပူနေခဲ့ပါတယ်။အဲ့ဒီအချိန်ဇိုရိုကတော့ဘာဆက်လုပ်ရမယ်ဆိုတာကိုတွေးနေပြီးပီကာကိုရပ်တန့်မှုအတွက်နီးလန်းရှာနေပါတယ်။အဲ့နောက်သူကအဝေးကနေဓာတ်နဲ့လမ်းခုပ်ဖို့စဉ်းစားလိုက်ပေမဲ့ဝေးလွန်းနေကြတာကြောင့်တိတ်ပြီးထိရောက်မှုမရှိဘူးဆိုတာကိုသဘောပေါက်နေပါတယ်။ဒါကြောင့်ဇိုရိုကအပေါ်ကိုခုန်တက်ပြီးအပေါ်ကနေပိုင်းဖြတ်ဖြစ်ဖို့အတွက်စိတ်ကူးလိုက်ပါတယ်။ဒါပေမဲ့သူကဒီလောက်အဝေးကိုအပေါ်ကနေခုန်တက်လို့မရဘူးဆိုတာကိုလည်းတွေးမိပါတယ်။ဒါကြောင့်ဇိုရိုကဥဆုပ်နဲ့တခြားသူတွေကိုအော်ပြီးသတိပေးဖို့စဉ်းစားပြန်ပါတယ်။ဒါပေမဲ့ဒီလောက်ဝေးကြီးကနေသူ့အော်ရာကိုဘယ်သူမှမကြားနိုင်ဘူးဆိုတာကိုသဘောပေါက်သွားကအဲ့ဒီအစီအစဉ်ကိုလည်းဖျက်ပစ်လိုက်ပါတယ်။အဲဒီနောက်ဇိုရိုကဆက်သွယ်ရေးခရီးကိုတုံးပြီးဥဆုပ်တို့ကိုအတိပေးဖို့လုပ်လိုက်ပါတယ်။သူကဥဆုပ်ကိုအတိပေးပြီးနေရာရွှေ့ခိုင်းမှုစိတ်ကူးခဲ့ပေမဲ့သူ့မှာဆက်သွယ်ရေးခရီးကလည်းရှိမနေခဲ့ပြန်ပါဘူး။စိတ်ညစ်သွားတဲ့ဇိုရိုကသူ့အနေနဲ့ဒါကိုသတိပေးနိုင်ရင်တော့အားလုံးကလွတ်သွားဖို့မလွယ်ဘူးဆိုတာကိုသဘောပေါက်သွားပါတယ်။တစ်ဖက်မှာလည်းဥဆုပ်တို့ကသူ့စီလာနေတဲ့ပီကာကိုမြင်တော့အနားကိုမလာဖို့အော်ဟစ်နေပါတယ်။ဥဆုပ်ကတော့ပီကာကိုသူတို့စီမလာဖို့ပြောနေပြီးရီကူကလည်းဒါကိုတုံလိမ့်စွာကြည့်နေခဲ့တာပါ။တစ်ဖက်မှာလည်းဘေဘီဖိုက်ကဒါကိုမြင်ပြီးပီကာကဘီယန်ဂျီရီကူစီကိုသွားနေတယ်ဆိုတာကိုပြောပြလိုက်ပါတယ်။ဆိုင်းကတော့ဒါကသူနဲ့မဆိုင်ပေမဲ့လောက်ရက်ကိုသဘောမကျဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်သူတို့အားလုံးကအချိန်တွေကိုစောင့်ကြည့်နေကြပါတယ်။အဲဒီအချိန်ဘာတိုလိုမီယိုကလည်းပီကာကိုဘီယန်ဂျီစီကိုမသွားနဲ့လို့အော်နေပါတယ်။ပြီးတော့သူကပီကာကိုသူ့စီကိုပြန်လာငါမင်းနဲ့တိုက်ခိုက်မယ်လို့အော်ဟစ်နေပါတယ်။အဲဒီနောက်မှာတော့ဘီယန်အဲလီဇဘတ်ကသူ့ရဲ့လက်သီးကိုပြင်ဆင်နေခဲ့ပါပြီ။သူ့ရဲ့ဆွမ်းကိုသုံးပြီးဘီယန်ဂျီရီကူကိုကယ်ဖို့အတွက်အချိန်ယူနေခဲ့ပြီးငါမင်းကိုကယ်တင်မယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်ဇိုရိုရောက်လာပြီးဘီယန်အဲလီဇဘတ်ကိုခဏလေးနေပါအောင်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဘီယန်အဲလီဇဘတ်ကဇိုရိုကိုလှည့်ကြည့်လိုက်ပါတယ်။အဲဒီအချိန်ဇိုရိုကဘီယန်အဲလီဇဘတ်ကိုမင်းရဲ့ထိုးချက်ကိုတင်ထားအောင်လို့ပြောလိုက်ပါတယ်
ပြီးတော့ဇိုရိုကပီကာရဲ့ခန္ဓာကိုယ်ကဘလောက်ပဲဖြက်စီးသူ့ရဲ့ခန္ဓာကိုယ်ကိုမထိခိုက်မိဘူးဆိုရင်ပြန်ပြီးရှင်သန်လာနေအောင်မလို့ပြောပြလိုက်ပါတယ်ဘရင်အဲလစ်ဘတ်ကအဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲလို့ဇိုရိုကိုမေးလိုက်ပါတယ်ဒါကိုကြတော့ဇိုရိုကရုတ်တရက်ငြိမ်သက်နေခဲ့ပြီးသူကစဉ်းစားပါတယ်တစ်ဖက်မှာလည်းပီကာကတဖြည်းဖြည်းနဲ့သွားနေပြီးသူကဘရင်ကုန်းမြင်နာကိုရောက်နေပါပြီဒါကိုမြင်တော့တယောက်ကအချိန်မရှိတော့ဘူးထင်တယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ဇိုရိုကတော့အခုချိန်ထိငြိမ်သက်နေခဲ့ပါတယ်ဘရင်ကုန်းမြင်နာကိုရောက်တော့ပီကာကသူ့ရဲ့လက်ကိုမြောက်လိုက်ပြီးအားလုံးကိုထူးခြားတော့မဲ့ပုံစံလုပ်ထားတာကြောင့်ဥဆုပ်တယောက်နေစရာမရှိတော့ပါဘူးပီကာကတော့ဒီမှာဘရင်ရီကိုရှီလာလို့အော်မင်းနေခဲ့ပါတယ်တစ်ဖက်မှာလည်းအားလုံးကဒါကိုရက်တက်မှုအတွက်ဘာလို့ပါကန်ရမလဲမသိဖြစ်နေတဲ့ချိန်ဇိုရိုကအကြံတစ်ခုရသွားပါတယ်ဒါကြောင့်သူကဓာရီကိုမြေပေါ်မှာစိုက်လိုက်ပြီးသူ့ကိုယ်သူပြင်ဆင်ပါတယ်ဒါကိုမြင်တော့ဘရင်အဲလစ်ဘတ်ကစိတ်ပူစွာနဲ့လောနေတာကြောင့်ဇိုရိုကိုအချိန်2မိနစ်ပေးမယ်လို့ပြောပါတယ်ပြီးတော့သူကပီကာကိုကောင်းကင်ဘော်တီတက်ပြီးတော့ခုတ်ပိုင်းပြစ်မယ်လို့ပြောလိုက်ပြီးသူကတာသူလုံးမယ်ကွာလို့ပြောလိုက်ကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားပါတယ်